အားလုံးပဲမင်္ဂလာပါတက်ပိုက်ပြီးလဲကြိုဆိုပါရစေအခုကျွန်တော်ရဲ့လက်ထဲကိုရောက်နေတဲ့ဖုန်းကတော့ Vivo ရဲ့ Y11D ပဲဖြစ်ပါတယ်ဆိုတော့ Vivo ရဲ့ Y series ကဖုန်းလုံးပေါ့နော်ကျွန်တော်ဒီဖုန်းအကြောင်းကိုသိချာတော့မသိသေးဘူးအားလုံးလည်းတူတူအခု unboxing လုပ်ရင်းနဲ့ကြည့်မယ်ပေါ့နော်ဆိုတော့ဒီကောင်းရဲ့အရာကအခုကျွန်တော်ဖောက်မယ့်အရာကတော့အမဲအောင်ပေါ့နော်ပြီးတော့ဒီကောင်းရဲ့ capacity ကိုပြောရရင်တော့ 6500 mAh Blue Volt battery ပါတယ်44 watt fast charge ပါမယ်50 megapixel main camera ဖြစ်မယ် IP65 dust and water resistant ပါမယ်ဆိုတော့ဘယ်လိုချင်းနေရှိလဲကြည့်အောင်ဒီအဲ့တော့ဖုန်းကိုကျွန်တော်တို့စပြီးတော့တွေ့ရပြီဆိုတော့ဖုန်းအကြောင်းနောက်မှယူရမယ်အဲမှာတော့ထုံးစံတိုင်းပဲသူရဲ့ဆီလီကွန်ကာဗာတစ်ခုပါမယ်နောက်တစ်ခုကကျွန်တော်တို့ Type C ကျိုးပါမယ်ပြီးသွားလို့ရှိရင်ခုနကကျွန်တော်ပြောတဲ့44 watt fast charger တုံးပါတယ်ပေါ့နော်ဆိုတော့ charger ကတော့မစိုးပါဘူး44 watt ဆိုတော့အားသွင်းတာတော့မြန်တယ်ပြီးတော့သူ့ရဲ့ battery ကလည်း6500 mAh ဆိုတော့အသုံးခံမယ်လို့ပြောလို့ရတယ်ပေါ့နော်အနည်းဆုံး Vivo ရဲ့ battery တွေက6500ဝန်းကျင်လောက်ဆိုလို့ရှိရင်တစ်ရက်ခွဲ2ရက်လောက်ကတော့ easy အသုံးခံတယ်ဆိုတော့အခုဖွင့်ကြည့်လိုက်လို့ရှိရင်ဖုန်းကအခုမြင်တဲ့အတိုင်းပဲပေါ့နော်အမဲအောင်လေးကျွန်တော်ပြီးလို့ရှိရင်တော့ဗီဒီယိုနဲ့တေချာပြန်ပြမယ်ပေါ့နော်ဆိုတော့အမဲအောင်လေးအရင်ထွက်နေကြ Y series ရဲ့ဒီဇိုင်းပုံစံမျိုးနဲ့ပဲအရန်လည်းမထူသလိုအရန်လည်းမလေးဘူးဆိုတော့ပြောလို့ရှိရင်တော့ကင်လို့တော့အဆင်ပြေတယ်အနောက်မှာတော့သူကကင်မရာနှလုံးပုံစံမျိုးနဲ့လာတယ်ပြီးတော့ flashlight တစ်ခုပါတယ်ဖုန်းရဲ့ဒီဘေးပေါင်နေနဲ့အနောက်ကအသားတော့လောက်ထားတာတော့ plastic ပဲဒါပေမဲ့ plastic ဆိုပေမဲ့အကျန်းခံနေဆိုတဲ့ feeling မျိုးရတယ်ပြီးတော့ဒီကောင်းရဲ့ IP rating ကလည်း IP65 ဆိုတော့မဆိုးဘူးရေရွာတွေဆိုလို့ရတယ်ပြီးတော့ဖုန်းနေသေးတွေဝင်လာတဲ့ခံနိုင်ရှိတယ်ဆိုတော့ကျွန်တော်ဒီကောင်းကို power ဖွင့်ပြီးတော့နည်းနည်းပါစမ်းကြည့်မယ်အခု power ဖွင့်နေတော့ကျွန်တော်ဗာတွေ့လဲဆိုရှင်ဒီကောင်းမှာ fingerprint sensor ပါတယ် side mounted fingerprint ရတယ်ပေါ့နော်ဒီဘက်ညာဘက်မှာကျွန်တော်တို့ fingerprint နဲ့ဖွင့်လို့ရမယ်ပြီးလို့ရှိရင် face ID နဲ့ဖွင့်လို့ရမယ် YouTube တန်း screen lock အနေနဲ့ဖွင့်လို့ရမယ်အခုကျွန်တော်ကြည့်နေတာ screen size ကလည်းမစိုးဘူးကြည့်လို့အဆင်ပြေတယ်မှာပါတယ်သူက 6.74 inches ဆိုတော့ကျွန်တော်တို့ကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ refresh rate ကလည်း 120Hz refresh rate ရတယ် screen wide ပို့ရတာလည်းညံ့နေပေါ့နော်ဒါပေမဲ့ resolution ကတော့ 720p HD+ resolution ပဲရတယ်အဲ့တော့ camera တစ်ချက်စမ်းကြည့်မယ် camera ကကျွန်တော်ဘာလို့ရိုက်ချင်ကောင်းမလဲဒီကလေးကိုကြည့်ကင်မရာတော့မစိုးဘူး50 megapixel main camera ဖြစ်တော့တဲ့ကြောင့်ကြည့်ရလို့ပြောလို့ရတယ်အဲ့တော့ selfie တစ်ချက်စမ်းကြည့်မယ် selfie လည်းမစိုးဘူးပေါ့နော်သူကတော့ပြောရမယ်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့ smooth ဖြစ်တယ်ကျွန်တော်တို့ main ကလေးတော့သဘောကျနိုင်တယ်သူ့ရဲ့ megapixel ကတော့5 megapixel selfie camera ဖြစ်တယ်နောက်တစ်ခုအနေနဲ့ RAM 6GB ကိုမှသူကနောက်ထပ် 6GB ထပ်တိုးလို့ရတယ်ပြီးတော့ storage ကတော့ 128GB storage နဲ့လာတယ်ဆိုတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ခုမြင်ရသလောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ပေါ့ပါပေါ့နော်10သိန်းဝန်းကျင်သုံးမယ်ဆိုလို့ရှိရင်တော့ Vivo Y11D ကတော့အဆင်ပြေတယ်ကျွန်တော်တို့အကျန်းလဲခံတယ်ပြီးလို့ရှိရင် battery ကြာသုံးလို့ရမယ်ဓာတ်ပုံတွေပါဒီနေ့ပါရိုက်တာလောက်ကတော့အဆင်ပြေတယ် Okay အဲ့တော့ဒါကတော့ကျွန်တော် Vivo Y11D ကိုတခါတည်း unboxing လုပ်ရင်းနဲ့အားလုံးနဲ့အတူတူစမ်းသပ်ထားပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲကြည့်